small b နဲ့ small d နဲ့မကွဲမပြားဖြစ်နေတဲ့ကလေးလေးတွေကိုဘယ်လိုသင်ရမလဲစာရေးရင်ပဲဖြစ်ဖြစ် phonics အတန်ထွက်တွေပဲထွက်ခိုင်းရင်ပဲဖြစ်ဖြစ် b နဲ့ d နဲ့မသဲကွဲတဲ့ကလေးလေးတွေရှိတတ်တယ်အဲ့ကလေးလေးတွေကိုဒီချေတို့ကဘယ်လိုသင်ရမလဲဆိုတာကိုဒီချေကဒီနေ့ tips လေး3ခုကိုပြပြသွားပေးမယ်ပထမတစ်ခု start the c to finish the d start the c to finish the d နောက်တစ်ခုက b has the belly and D has the diaper. B has the belly and D has the diaper. မြန်မာလိုဆိုရင် B ကလေးကဗိုက်ပူတယ် D ကလေးကဖင်ကောက်တယ်အဲ့လိုလေးလည်းမှတ်လို့ရတယ်နောက်ဆုံးတစ်ခုကကြတော့လက်ကလေးနဲ့လုပ်ပြလို့ရတယ် This is B this is D this is B this is D ဒါမျိုးလေးလုပ်ပြလိုက်ရင်သူတို့ကပြေသွားတဲ့ခါကျရင်ဒီလိုမျိုးလေးပြန်ပြီးတော့လုပ်ကြည့်တတ်တယ်ပေါ့နော်ဒါမျိုးလေးလုပ်ကြည့်လို့ပြီးလို့ရပါတယ်အဲ့ဆိုရင်ဒီနေ့တော်တော်ဒီလောက်ပါပဲ bye bye